Senegal ရဲ့ letter from source ဆိုတဲ့စာအုပ်ကိုကျွန်တော်နောက်တစ်နှစ်နောက်ကဖတ်ဖို့တယ်ပေါ့နော်အဲ့ဒီစကားနှစ်ကြောင်းနဲ့ကျွန်တော်ဒီဗီဒီယိုကိုစကြတယ်ပေါ့ပရိထားကိုနည်းနည်းလေးအပြင်မှာသွားရင်လာရင်လည်းပရိယာပေါ့နော်လူငယ်တယောက်ရဲ့အကောင်းဆုံးချိန်မို့တဲ့ကိုယ့်တဲ့လူလက်ပိုင်းပေါ့နော်လူလက်ပိုင်းရောက်သွားတဲ့အချိန်ညာလူငယ်တယောက်ရဲ့အပြောအဆုံးအချိန်အဲ့လိုအကောင်းဆုံးချိန်တွေကိုပရိယာတယ်အသီးတစ်ခုရဲ့အချိုမြေဆုံးချိန်ကအဲ့ဒီအသီးယာဒီကုန်ကန်ကြီးပေါ့နော်အဲ့ဒီတုံးကန်ကြီးချိန်လို့ပြောတယ်ဆိုတော့ဒီကြားထဲဘာလို့သတိရတယ်ဆိုတော့ကျွန်တော်အကြောင်းပေါ့နော်ဒီကကျွန်တော်အကြောင်းမပြောဘူးနောက်လာမဲ့တစ်နှ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 စ်ပေါ့လေ3-5နှစ်အတွင်းမှာကျွန်တော်အခုလက်ရှိအခြေအနေမှာဖြစ်နေတဲ့အရာတွေအတွက်နောက်တာရနိုင်မယ်လို့ကျွန်တော်ထင်တယ်သူတို့ပြောတဲ့အကြောင်းလည်းရှိတယ်ဘယ်လိုဆိုတော့ကျွန်တော်က elite 30ဖြစ်သွားပြီ late 20အဲ့တော့ကိုလုံနိုင်တဲ့အချိန်ပြောမဆိုရင်အခုလက်ရှိအခြေအနေကကျွန်တော်တို့အချိန်ရှိတယ်ပေါ့နော်အချိန်ပိုတွေရှိတယ်ကိုလုံရင်လုံနိုင်တော့ဒီအချိန်ပိုတွေကိုအသုံးချပြီးတော့ဘဝတလန်အတွက်ပေါ့တနည်းအားဖြင့်တစ်ဖက်တလန်နေပြီးတော့အထောက်ပံ့နေရအောင်လုံနိုင်တဲ့အနေအထားရှိတော့လေအမှန်တကယ်လက်တွေ့လုပ်ဖို့မလုံနိုင်ဘူးနော်ပြင်းတာလည်းပါသလိုခြားကြောင်းလည်းပါတယ်အဲခြားကြောင်းရင်းဆိုတာကိုတက်ပြောမယ်အဲ့တော့ chain clear သူ atomic habit ဆိုတဲ့စာအုပ်ထဲမှာပြောလို့လေကိုဖြစ်ချင်တာလုပ်ချင်တာတွေကိုလုပ်ဖို့အတွက်အဓိက brain ကိုအုံတော့ကိုအသုံးချဖို့လိုတယ် physically အရေးကြီးတယ်ဒါပေမဲ့ကျွန်တော် mentally တနည်းအားဖြင့် brain ပေါ့နော်ဒီကကျွန်တော်အဲ့ဒါကိုအလုပ်ရှိတယ်ကျမ်းမာရေး physically ကျမ်းမာရေးမဖြစ်နေကောင်းလို့ဆိုတာကိုလက်ခံတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့လုပ်ဖို့အတွက်ဒီ brain ကိုလှည့်စားပေါ့နော်တနည်းအားဖြင့်လှည့်စားဆိုတာဘယ်လိုလဲဆိုတော့အင်္ဂလိပ်ဆိုပြောတယ်ဥပမာအဲ့ဒါမင်းအကယ်၍ gym တစ်ခုသွားခြင်းနဲ့ဆိုရင် gym သွားမှငါရဲ့ကျန်းမာရေးကောင်းလာငါရဲ့ဒီနေ့ကောခန္ဓာကိုယ်နဲ့ပတ်သက်တဲ့လိုအပ်တဲ့ဓာတ်တွေဖြစ်လိုအပ်တဲ့အားတွေဖြစ်ခန္ဓာကိုယ်မျိုးတဲ့ဘယ်လိုဖြစ်ကျန်းမာရေးကောင်းလို့ gym ကကိုယ့်အတွက်အများကြီးအထောက်အကူဖြစ်တယ်ဆိုတော့ဟာအုံနောက်ကိုလက်ခံအောင် trick လုပ်ပြီးတော့အုံနောက်လက်ခံတဲ့အခါအခုတကယ်စိတ်ပါလက်ပါလုပ်နိုင်တယ်ဒီတိုင်းပဲကျင်သွားမယ်ဆိုရင်ဘာလို့လဲကျမရေကောင်ဘယ်လောက်ပဲအဖြစ်ဆိုရုံနဲ့အုံနောက်ကကိုယ့်ရဲ့ကျင်သွားမယ်ဆိုတော့လက်မခံဘူးတကယ်လည်းလက်တွေ့အကောင့်နဲ့ပေါ်တဲ့ခါမှာလဲတကယ်ဟို gym စီတကယ်ရောက်သွားဖို့ chance ကတာနေဆိုသူပြောနေတာကိုတကယ်လုံနိုင်တခုခုလုပ်ဖို့အတွက်လိုအပ်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့တော့ system ကိုအဓိကထားပြောတာပေါ့နော်အဓိက goal ဒီလောက်ဆော်ချက်တွေလက်ဆိုင်ဒီ system ကိုအဓိကဦးစားပေးထားပြောတာပေါ့နော်ကျွန်တော်အကြောင်းပြောရင်အခုလောလောဆယ်ဂျာမန်ကလုံနေတယ်ပေါ့နော်ဂျာမန်ကလုံနေတယ်လောက်တော့ဆိုတော့လေကိုတကယ်လက်ရှိမှာတကယ်ကိုမှရှိတဲ့အချိန်တွေပေါ့နော်အချိန်တွေကိုလက်တွေ့အသုံးချပြီးတော့တကယ်တမ်းသာရှိသမျှအချိန်တွေကိုအကျိုးရှိအသုံးချပြီးလုပ်တယ်ဆိုရင်ဂျာမန်စာအခြေအနေကတော်တော်လေးတိုးတက်လာပဲအနေထားရှိတယ်ဒါပေမဲ့ but တကယ်မလုံနိုင်ဘူးပေါ့နော်အုံနောက်ကလည်းစိတ်ပါလက်ပါမရှိသလိုခန္ဓာကိုယ်ကအုံနောက်ဒီခဏလို brain ကိုမလဲစားတွေးစားကိုကြောက်ရနိုင်တော့ဂျာမန်စာလုပ်တဲ့ကံမှာအခက်အခဲတွေရှိပေါ့တနားရီနဲ့နားရီလောက်အချိန်ရပြီမဲ့နိုင်ဝက်တော့ပဲလုပ်နိုင်တယ်စဉ်းစားဒီစဉ်းစားဟိုအလုပ်တရားလုပ်နေအချိန်ကိုပုံသွားတယ်တကယ်တမ်းလုပ်တဲ့အရာကိုသိတယ်အဖြစ်နဲ့လုပ်ရမယ်ဆိုတာသိတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့လုပ်နိုင်ဖို့အတွက်လိုအပ်နေတဲ့အရာကကိုယ့်ရဲ့ system တစ်ခုလုံးဒီနေ့အဖြစ် brain နဲ့ဆက်ဆက်တာပေါ့နော်အဲ့နောက်တစ်ခု system လို့ခေါ်တဲ့သူ James Clear ပြောတယ် system ဆိုတာပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့သူအရင်ပြောတယ်ဥပမာပတ်ဝန်းကျင်ဆိုတာ
ဥပမာဂျာမနီပေါ့နော်ဂျာမနီသွားဖို့ကိုကစိတ်ကူးရှိရဆိုရင်ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာအဓိကဂျာမန်စာလောက်ကမှာဟုတ်အဲ့တော့ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာဥပမာလက်တကမ်းမှာဂျာမန်စာစာအုပ်ရှိရမယ်အခါစာဖတ်ချင်တဲ့အခါဆွဲဖတ်တဲ့အခါဂျာမန်စာဖြစ်သွားတယ်ဆိုတာမျိုးအဲ့တော့တချင်းသားထောင်တဲ့အခါမှာဂျာမန် podcast တွေကိုအလွယ်တကူရှိနေတော့ဂျာမန် podcast တွေကြီးပဲနားထောင်ပြတာမျိုးညအိတ်ခံနေဒါမှမဟုတ်အိယာနာမှာဂျာမနီနဲ့ပတ်သက်တဲ့စာအုပ်ပဲဖြစ် podcast ပဲဖြစ်ဗီဒီယိုပဲဖြစ်အလွယ်တကူရနေတာမျိုးရုပ်စွာဆိုကိုယ့်ရဲ့wallpaper ကစဂျာမနီနဲ့ပတ်သက်တဲ့အရာတစ်ခုရှိနေတာမျိုးကကိုနဲ့အနီးကပ်ဆုံးအနည်းအပြင်ကို brain ကိုဂျာမနီဆိုတာကိုယ့်ရဲ့ဒီရချက်ဆိုတာကိုအမြဲဆက်မပြတ်အသိပေးနေတယ်ဆိုတဲ့အားမျိုးကိုသူပြောတယ်အဲ့တော့ကိုတစ်ခုခုဖြစ်ချင်ရင်အဲ့လိုဟာမျိုးတကယ်ဖြစ်မြောက်ဖို့အတွက်ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးဖို့ရလို့ James Clear ကပြောတယ်ဒါကိုကျွန်တော်လက်ခံတယ်ဆိုတော့စပြီးတော့လုပ်ကြည့်နေတယ်အဲ့ခုနပြောသလိုပေါ့နောက်၄-၅နှစ်အတွင်းမှာကိုတကယ်အခုလက်ရှိရနေတဲ့အချိန်တွေကိုအကျိုးရှိအသုံးမချနိုင်တဲ့အခါရှာနိုင်ခဲ့တဲ့ဟာကိုနောက်၄-၅နှစ်မှာနောက်ရမယ့်ကိစ္စတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဖြစ်လာမယ်ဝိုင်းဘာလို့မကြိုးစားခဲ့တာပါလဲကျွန်တော်ကအကျဉ်းတစ်ခုလို့ရှိတယ်ဟိုမရှိရင်မရှိရအောင်ဝင်ခံတာဒါကောင်းတဲ့အကျဉ်းတစ်ခုလို့ထင်တယ်ရှိရှားအရာတွေမှာလည်းပေါ့နော်ဒီအရာတွေကကောင်းတဲ့အရာတစ်ခုနဲ့အထောက်အပံ့ဖြစ်မှလို့ရုံနဲ့ခုနကကိုယ်မရှိဘူးပေါ့ရှိရင်ရှိတယ်မရှိတာကိုရှိတယ်ပြီးတော့ဟန်ဆောင်တာလို့ကျွန်တော်လုပ်လို့မရှိဘူးဟိုခေတ်အချိန်ကတော့မူတည်တာပေါ့နော်မရှိတာကိုမရှိဘူးပြောရင်ဒီတိုင်းကအချိန်တွေကနည်းနည်းလေးအနေရှိတဲ့အချိန်တွေဆိုတော့ဒါတော့ကိုယ့်ရဲ့စိတ်ညစ်လုံးများနဲ့ပဲသက်ဆိုင်တာပေါ့နော်ဒါပေမဲ့ကိုတကူကြီးကိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာကြတော့ဒါကအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုနဲ့ပါတယ်လို့ယုံကြည်တယ်လူတွေကိုအကြောင်းကိုသေချာသိပြီးတော့ကြတော့ကျွန်တော်ထင်တယ်လူတော်တော်များကိုအကြောင်းကိုတော်တော်များများပါတော့အကုန်လုံးဆိုတော့တော်တော်များတော့ကိုအကြောင်းကိုသိလိမ့်မယ်လို့ဒါပေမဲ့တကယ်သိပြီးတော့မကောင်းကိုမကောင်းဘူးနော်ပြန်မကောင်းဒီကြိုင်ပြင်းရမယ်အဲ့ဒါဘယ်လိုပြင်းရမလဲဘာလို့လိုရလဲဒီပြုပြောင်းလဲဖို့လိုအပ်တဲ့အရာတွေအတွက်ကိုတကယ်လို့တကယ်ပြောင်းလဲဖို့အတွက်ကိုအထောက်အပံ့ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကအရေးကြီးတယ်ဒါကိုအရင်ဖန်တီးဖို့ဖန်တီးနေဆိုတာလည်းတစ်ပတ်နှစ်ပတ်နဲ့ဖန်တီးလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးနော်အဲ့တော့ကျွန်တော် YouTube စပြီးတော့ဗီဒီယိုလုပ်တဲ့ daily routine တွေ9 နာရီခွဲထားတာလမ်းလျှောက်တာရေချိုးတာနော်အဲ့တော့တလ2လ3လ4လဒီလိုအချိန်ပေးပြီးတော့လုံးဝဆွဲတာအကျင့်ဆိုတာမျိုးကပတ်ဝန်းကျင်တစ်ခုဖန်တီးဆိုတာလည်းလိုတော့တရက်နေ့တော့လောက်ကြည့်လိုက်တယ်နောက်နောက်ကိစ္စတွေပေါ်လာတဲ့အခါမှာရိုးရိုးသွားတဲ့ဟာမျိုးတွေဒါတွေကကိုယ့်တလန်းကိုနောက်ရင်းစီတဲ့ຢာတွေလို့မြင်တယ်အဲ့တော့ software များဖတ်ခွင့်ရလိုက်တဲ့ဟာကလည်းကျွန်တော်တော်တော်လေးအမြင်ပုံပါလေကျွန်တော်ကတော့များသောအားဖြင့်ဒီလိုလူတွေကိုရှောင်တယ်ကိုယ့်အချိန်တွေကိုသိတယ်ကိုယ့်အချိန်တွေဘယ်လိုအနေထားလဲဆိုတော့ကိုသိတယ်အဲ့တော့ရှားလူတယောက်ကကိုအကြောင်းပြောတဲ့ခါမှာကိုလက်ခံထားတဲ့ standard နဲ့ညှင့်ပြောတာပေါ့ဒီနေ့အပြင်ညှောက်ပြောတာလည်းဖြစ်နေတယ်လို့သူတို့ရဲ့အတွေ့အခေါ်ကဒီလိုအတွေ့အခေါ်ပဲရှိတယ်လူတွေဆိုတော့သူတို့အတွေ့အခေါ်တိုင်းပြောတဲ့ခါမှာကို level ထက်ပိုပြောတဲ့လူတွေကျွန်တော်ရှောင်တယ်ဆိုဒီလိုလူတွေနဲ့တွေ့ရင်ကျွန်တော်အဲ့နေရာတက်မှာမဟုတ်ဘူးဆိုတော့လက်ခံတော့အဲ့တော့နောက်5နှစ်အတွင်းမှာ
ကိုသွားခြင်းနဲ့လမ်းကြောင်းပုံကိုမရောက်နေရင်တော့ကိုသွားခြင်းနဲ့လမ်းကြောင်းကိုသွားမဲ့လမ်းကြောင်းကိုသိပြီးတော့ဒီလမ်းကိုသွားရင်ကိုသွားနိုင်တဲ့လမ်းကြောင်းရောက်ပြီဆိုတော့နေရာမျိုးထိလုပ်ဖို့လုပ်နိုင်မယ်လို့ယုံကြည်ထားရပါတော့ဒီထက်ပို့ပြီးတော့လည်းကောင်းလာဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ပေါ့ဒီထက်တော့ပုံမဆိုးအောင်အခုနဒီလိုအချက်တွေနဲ့ကိုကိုထိန်းချောင်းဖို့ကြိုးစားနေတယ်ပေါ့အကြီးကကိုများသောကျွန်တော်ပြောတဲ့ YouTube channel မှာကျွန်တော်ပြောတဲ့ content တွေဒီကျွန်တော်ရဲ့ယုံကြည်ချက်ခံယူချက်အမြင်တွေဒါရီပုံမှာပဲလူကြည့်ပြီးတော့ပြောတာဖြစ်တယ်ဘာလဲမပါဘူးလဲဆိုတော့ဘာလုပ်တင်တယ်ဘာလုပ်ကြမယ်ဒါရီလုပ်ရမယ်ဒါရီကောင်းတယ်ဒါရီမကောင်းဆိုတာကိုမပြောဘဲနဲ့ကျွန်တော်ဒါမကောင်းကျွန်တော်တို့ကမကောင်းအဲ့တော့ကြည့်နေလူတွေကောင်းမကောင်းလဲကိုယ့်အောင်ဆိုပြကိုမမဝင်သွားလို့ရတယ်လုပ်တင်မလုပ်တင်ဘာလို့ဒါမလုပ်တင်ခဲ့အဲ့တော့မင်းတို့ကဘယ်လိုထင်လဲလုပ်တင်တယ်လုပ်တင်တာကိုယ့်အောင်ဆုံးပြအဲ့တော့ကိုဆုံးဖြတ်ချက်တွေပုံမူတည်ပြီးကိုကပြောင်းလဲသွားမှာအခုလက်ရှိဖြစ်နေတဲ့အခြေအနေထားကအချိန်တွေဖြုတ်အချိန်တွေအနာဂတ်ဖြုံးနေပြီလို့ဖြစ်နေတယ်ဒီခုဒီနှစ်တွေပေါ့အဲ့တော့နောက်5-6နှစ်မှာကြီးကျွယ်နောင်နာတွေဖြစ်လာဒါပေမဲ့ကောင်းတဲ့အရာတွေဖြစ်လာမယ်နောင်နာတော့ရမယ်ဒါပေမဲ့တိတ်အဆိုးကြီးမဖြစ်လာဘူးတော့ပြောလိုက်တယ်ပေါ့နော်ဒါတစ်ပိုင်းပေါ့အဲ့တော့ကိုတိုးတက်ဖို့ကြိုးစားတဲ့အခါမှာကိုမညာဘူးကိုမညာဘူးဆိုတဲ့အကြောင်းအဓိကဒါလေးလည်းပြောချင်တယ်အမကြီးပါပေါ့ရုပ်ကထဲမှာလူတွေရှိတယ်လူတချို့ပေါ့ကိုညာနေကြတာကိုမိသားစုညာနေကြတာညာနေဆိုတာဟိုလိုမျိုးလိန်တာပြောတော့နော်လိန်တာပြောတာမဟုတ်ပတ်စံတစ်ထောင်ပေးတော့1900ပဲရတယ်လို့ပြောတာ1000ပေးတော့3သိန်းပြောတာမျိုးအဲ့လိုပြောတာမဟုတ်ပဲနဲ့လက်ရှိအနေထားနဲ့ကင်းကွာပြီးတော့ကိုတသက်လုံးယုံကြည်ထားတဲ့အရာတွေကအမှန်တည်းပဲဆိုတော့ဂိုင်ဆွဲပြီးတော့အဲ့တိုင်းပြောနေလူတွေအောက်ခြေနဲ့ရန်ကင်းကွာတယ်နော်ဒီလူတွေရှိတယ်ဒီလူတွေကဒီကိုအတိုင်းဝိုင်းပတ်ဝန်းကျင်ကိုအထောက်အကူဖြစ်စေတဲ့နောက်တနည်းကိုပတ်ဝန်းကျင်အတိုင်းဝိုင်းလူတွေကိုပုံမြင်မာတဲ့ဘဝတွေရောက်ဖို့သူကဘာတစ်ခုမှအထောက်အကူပေးနိုင်တဲ့လူတွေလို့ယုံကြည်ဘူးဆိုတော့လူတွေကိုလည်းကျွန်တော်ရှောင်တယ်။များလို့လည်းမလုပ်ဘူး။အောက်ကကုန်းမကြီးမှာဝင်ဆွေးနွေးသွားလို့ရတယ်။အဲ့တော့ဒီလိုအကြောင်းအရာတွေအားလုံးကကျွန်တော်အကြောင်းကြီးပဲ။ရှေ့လာမယ့်2026ရောက်တော့မယ်2025မှာလုတ်တင်တာတွေလုတ်တယ်လို့လုတ်တင်ရတဲ့နဲ့မလုတ်ဖြစ်ကြရရှိတယ်။နောက်ထပ်10လ2လကြာသေးတယ်။အဲ့ဒါအတွင်းမှာဘယ်လောက်ထိပေါ့နော်လုတ်သွားနိုင်မလဲကိုမလုတ်တဲ့အရာတွေကိုဘယ်လောက်ရှောင်လဲနိုင်မလဲလောက်အမှအရာတွေကိုဘယ်လောက်လုပ်သွားနိုင်မလဲဆိုတာကိုနောက်လာမယ့်ဗီဒီယိုတွေနဲ့ကျွန်တော်ဖြည်းဖြည်းနောက်လာဗီဒီယိုတွေမှာတဖြည်းဖြည်းပြောသွားမယ်ကိုဘာတွေပြောင်းလဲလာတယ်ဆိုတာကိုပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ချေ